Diamond အလုံးတစ်ထောင်ထိ free ရသွားနိုင်တဲ့ Titan Treasure Hunt Event ကြောင်းရှင်းပြပေးဖို့ဖြစ်ပါတယ်။ Titan Treasure Hunt Event မှာဆိုရင်နေ့စဉ် login ဝင်ပြီး Classic, Rank, Brawl ပွဲတွေဆော့ပေးရုံနဲ့ coin တွေရရှိမှာပါ။ရလာတဲ့ coin တွေကိုသုံးပြီးတော့ event မှာလှည့်မယ်ဆိုရင် Diamond တွေရနိုင်တဲ့အပြင်ရွှေအစစ်တွေပါရနိုင်ပါမယ်။ဒါပေမဲ့ Mobile Legends ရဲ့ policy တချို့ကြောင့်မြန်မာနိုင်ငံမှာရွှေပေါက်ခဲ့မယ်ဆိုရင် Diamond အနေနဲ့ပြောင်းလဲပြီးတော့ပေးသွားမှာဖြစ်ပါတယ်။ Diamond မရခဲ့ရင်လည်းနဂါးစကင် Spawn Effect, Recall, Emote အဲ့ဒါတွေနဲ့လဲလို့ရမယ်Titan Crystal လေးတွေလည်းရရှိမှာပါ။နောက်ပြီးတော့တယုံရိုးရိုးစီးရတာပြင်းနေပြီဆိုတဲ့လူတွေအတွက်လည်း Jelly ငါးလေးစီးလို့ရမှာနော်။ Event ကာလ2လသက်တမ်းရှိတော့ကြကျွန်တော်တို့တွေနဂါးစကင်နဲ့ Diamond တွေကိုလွယ်လွယ်ကူကူနဲ့ရရှိမှာပါ။ Diamond အလုံးတစ်ထောင်ထိ free ရသွားနိုင်တဲ့ Titan Treasure Hunt Event ကြောင်းရှင်းပြပေးဖို့ဖြစ်ပါတယ်။ Titan Treasure Hunt Event မှာဆိုရင်နေ့စဉ် login ဝင်ပြီး Classic, Rank, Brawl ပွဲတွေဆော့ပေးရုံနဲ့ coin တွေရရှိမှာပါ။ရလာတဲ့ coin တွေကိုသုံးပြီးတော့ event မှာလှည့်မယ်ဆိုရင် Diamond တွေရနိုင်တဲ့အပြင်ရွှေအစစ်တွေပါရနိုင်ပါမယ်။ဒါပေမဲ့ Mobile Legends ရဲ့ policy တချို့ကြောင့်မြန်မာနိုင်ငံမှာရွှေပေါက်ခဲ့မယ်ဆိုရင် Diamond အနေနဲ့ပြောင်းလဲပြီးတော့ပေးသွားမှာဖြစ်ပါတယ်။ Diamond မရခဲ့ရင်လည်းနဂါးစကင် Spawn Effect, Recall, Emote အဲ့ဒါတွေနဲ့လဲလို့ရမယ်Titan Crystal လေးတွေလည်းရရှိမှာပါ။နောက်ပြီးတော့တယုံရိုးရိုးစီးရတာပြင်းနေပြီဆိုတဲ့လူတွေအတွက်လည်း Jelly ငါးလေးစီးလို့ရမှာနော်။ Event ကာလ2လသက်တမ်းရှိတော့ကြကျွန်တော်တို့တွေနဂါးစကင်နဲ့ Diamond တွေကိုလွယ်လွယ်ကူကူနဲ့ရရှိမှာပါ